နခင်အာယုံစွမ်းအတူတော်ခံနိုင်ရန်အတွက်တွားချင်နေကြကုန်သောတုံးလပတ်ရဟန်းလောင်းများနှင့်တုံးလပတ်ရဟန်းများနှင့်သီလရှင်ဆရာလေးများယောဂီသူတော်စင်များပဲဖြစ်ပါတယ်ဒီမျက်စိနာဓမ္မမောင်များအသင်းကနေပြီးတော့နေ့စဉ်စီစဉ်ကျင်းပနေကြဖြစ်သောတရားစခန်း၌အောင်တော်မြေချင်းကန်ကြီးဖြစ်ခုနှစ်ကြိမ်လောက်အသင်း၏အခြေအနေ19ကြိမ်မြောက်မှာဘောကွန်စမှုချင်းပြည်နယ်ကမ်းတဲ့ကျောင်းတိုင်မှာ16ရက်4လ2026ရက်နေ့9ရက်တာတရားစခန်းရဲ့နောက်ဆုံးနေ့ဖြစ်တဲ့အာယုံစွမ်းအမှုရှင်မမိတ်ဆွေကိုရှိုင်းတို့တရားမှာမမိတ်ဆွေဆရာတစ်ပည့်များမှာစက်ကပ်ပြတိုင်းနဲ့သူတို့အတွက်ကြောက်ရောက်ပြီးတော့လူတော်ကဖုံးလေးသုံးဆောင်နိုင်ရင်ကြောက်ရောက်နေကြတဲ့ယောဂီသူတော်စင်များပဲဖြစ်ပါတယ်တော့ပင်လေကြီးပါဖြစ်ပါတယ်ပင်လေကြီးပါပင်လေကန်းဆက်ကျောင်းတိုင်နာမှာရှိနေတာဖြစ်ပါတယ်ကျောင်းတိုင်ကြီးကပင်လေကန်းဆက်ကျောင်းတိုင်နာမှာပါပင်လေကျောင်းမှာကျွန်တော်တို့နှစ်စဉ်ဆွမ်းစားဆောင်လို့ဘောဓနာဆောင်လို့ခေါ်မှာပေါ့နာနခင်မီးရောင်လေးတွေအလှနဲ့ပင်လေကြီးနဲ့ကောင်းကင်ကြပြကြီးနဲ့ဆွမ်းစားဆောင်ရဲ့မီးရောင်လေးတွေနဲ့ဖြတ်ပြီးရှိနေတာဖြစ်ပါတယ်ဖြတ်ပြီးရှိနေတော့တက်တယ်များဖြစ်ပါတယ်
家里有朋友看一下，那以前电话也不干。空笑啦，对吧？买一张等一张点来啦。空笑到对吧？怎么看人家说的？ဒီဘက်ကနှစ်ခုဆိုဒီကတစ်ခုသုံးခုဒီနေ့တရားစခန်းနောက်ဆုံးနေ့16ရက်4လ2026ခုအာယုဇန်လူရှင်ကတော့20တရားစခန်းယောဂီဝင်ဟောင်းပဲဖြစ်ပါတယ်ကျွန်တော်တို့လောမစ်စုဖြစ်တဲ့ကိုဆိုင်နဲ့လက်အောင်မှာရှိနေတဲ့သူရဲ့ယောသူယောသားအားလုံးတို့ရဲ့စေနာတရားဖြစ်လူတန်းတဲ့လူပဲဖြစ်ပါတယ်သူကိုယ်တိုင်တော့လာမကနိုင်ပါဘူးအကြောင်းကိုစားပြီးကျွန်တော်တို့စက္ကကြအောင်ဖြစ်ပါတယ်လောလောဆယ်တော့ဆရာတော်ဘုရားကိုပြင်ပြီးမှာလူရှင်အလို့မှလည်းဘုရားဝိဆံကျိုးလို့ဆောင်များကိုမြတ်တာပူကြရအောင်အာယုံစွမ်းကိုယ်သို့ရှင်တွေကိုယ်စိတ်နှဖျားအေးရန်กว่าချမ်းသာကြပါစေကုသိုလ်ပြုရင်ဉာဏ်ဝင်လေလက်ရင်းချမ်းသာကြပါစေသာသနာပြုဉာဏ်ကောင်းမှုနေတိုင်းပြုနိုင်ကြပါစေဝေယဝိစာကုသိုလ်ရှင်တွေကိုယ်စိတ်နှဖျားအေးရန်กว่าချမ်းသာကြပါစေကုသိုလ်ပြုရင်ဉာဏ်ဝင်လေလက်ရင်းချမ်းသာကြပါစေသာသနာပြုဉာဏ်ကောင်းမှုနေတိုင်းပြုနိုင်ကြပါစေဤလိသာဝေအမေမေကိုယူရဲမှန်ကြွား
များနှင့်ခတ်သိမ်းဖြစ်ကိုမဖြစ်စေအောင်ချမ်းမြေ့အောင်မူသုံးဆောင်မိဝဲပါသတည်းသာဓုသာဓုသာဓုသူတော်စင်သူတော်ကောင်းအပေါင်းတို့စတင်ပြီးတော့လူကံဖုံးပေးသုံးဆောင်နိုင်ပါပြီဗျာဝေယဝိဆမောင်မယ်လေးတွေကလိုက်လံကြည့်ရှုပေးပါလိုအပ်တာလေးကိုလိုက်ကြည့်ပြီးတော့လိုအပ်တာကိုလုပ်ပေးရမှာဖြစ်ပါတယ်ထိုင်ကြည့်လို့မရပါဘူးအလူရှင်ကိုလည်းရောကိုဆိုင်နဲ့ပတ်သက်တဲ့အလူရှင်ရှိလားမသိဘူးပို့ပြီးတော့ပို့ချစ်တို့ကပ်ပြီးလိုက်သွားဝေယဝဆမောင်လေးဝိုင်းကပ်ပြီးလိုက်ကိုဆိုင်ရဲ့ကိုစားပါတော့ဒါဝေယံကုန်တို့ရဲ့မိတ်ဆွေတကယ်ချင်းပဲဖြစ်ပါလေကိုဆိုင်ရအားလုံးသောကလဝေယဝဆဖွဲ့ဆုံးသွားကြတယ်တော့မွေးနေတော့ပါတော့အလူရှင်ရဲ့ကိုစားမျက်စိနာမောင်ရဲ့ဝေယဝဆလေးတွေမှာစက္ကန့်လိုတန်းပေးတာဖြစ်ပါတယ်အာယုံစွမ်းဖုံးပေးပြီးတဲ့နောက်တော့ပုံမှန်နိုင်မဲ့တရားထိုင်ခြင်းရရှိနေမှာဖြစ်ပါတယ်